လာရှိတဲ့သူချက်တည်းရှိတဲ့သူဆိုတာဘလို့လူလဲဆိုတော့ကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းပြုလုပ်နေတဲ့သူစိတ်စေတနာကောင်းကောင်းထားပြီးတော့မေတ္တာတရားနဲ့သူတို့ဘာတွေရဲ့ပုံမှာပြောဆိုဆက်ဆံတဲ့သူကိုချက်တည်းရှိတဲ့သူမင်္ဂလာရှိတဲ့သူလို့ခေါ်တာပဲမနဲ့အိယာထားတာနဲ့မိမိတို့သူတို့ဘာတွေကိုမေတ္တာပို့ပေးတယ်မနက်ခင်းမှာကုသိုလ်ကောင်းမှုတွေနဲ့စတင်ပြီးတော့တတဝါလေးတွေရဲ့အပေါ်မှာချမ်းသာစေခြင်းကောင်းစားစေခြင်းနဲ့မေတ္တာစိတ်နဲ့နိုးထတဲ့သူကိုမင်္ဂလာရှိတဲ့သူလို့ပြောလို့ရတယ်မိမိကိုတွေးမြင်ရသူတွေရဲ့စိတ်နှလုံးကိုအေးချမ်းသွားစေခြင်းနဲ့ဆိုရင်မေတ္တာတရားနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းရမယ်အဲ့တော့ဘုရားရှိခိုးတိုင်းရှိခိုးတိုင်းမှာလဲကိုယ့်ရဲ့အပြုမူကာယကံကိုယ့်ရဲ့အပြောဆိုဝစီကံကိုယ့်ရဲ့အတွေးအကြံမနောကံတွေကြောင့်ဒီသူတူတယောက်မှဒုက္ခမရောက်စေရဘူးကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကြောင့်လူတိုင်းဟာစိတ်ချမ်းသာပြီးငြိမ်းချမ်းပျော်ရွှင်စေရမယ်ဆိုတဲ့စိတ်ကိုမိုးလင်းတာနဲ့နှလုံးသွင်းဆုံးဖြတ်ထားရမယ်